ဒီလူကစီဇာလို့ခေါ်တဲ့ချင်ပန်စီကိုပီယာပိုလင်းနဲ့နောက်ပြောင်နေခဲ့ပေမဲ့ရုတ်တရက်စီဇာကသူ့ရဲ့ကော်လာကိုဆွဲကင်လိုက်ပြီးသူ့ကိုစူးစူးဝါးဝါးစိုက်ကြည့်နေခဲ့တယ်ဒီတော့တိရစ္ဆာန်ယုံဆောင်တွေကထိုလူကိုကယ်တင်ဖို့အတွက်အပြေးလွှားရောက်လာတဲ့အခါမှာတော့စီဇာကအသားတကြီးပဲလွတ်ပေးခဲ့လိုက်တယ်ဒါပေမဲ့သူတို့မသိခဲ့တာကစီဇာကအဲ့ဒီလူကိုမချင်တဲ့ယုံတစ်ခုတည်းနဲ့လုပ်ခဲ့တာမဟုတ်ဘူးသူကအဲ့ဒီလူရဲ့အိတ်ကက်ထဲကဓာတ်သေးသေးလေးကိုခိုးယူထားခဲ့လိုက်တယ်ညက်ဘက်အနားမှာဘယ်သူမှမရှိတော့တဲ့အချိန်မှာစီဇာကတကားကိုဖွင့်ဖို့အတွက်ဒီဓာတ်ကိုအသုံးပြုခဲ့လိုက်တယ်ပြီးတော့သူကဒီနေရာမှာအကြီးဆုံးဖြစ်တဲ့မြောက်ကြီးကောင်ကိုဖမ်းထားတဲ့လောင်အိမ်ကိုရောက်လာပြီးတော့အထဲကဂေါ်ရီလာနက်ကြီးကိုလွတ်ပေးလိုက်တယ်ဒါကသူ့ရဲ့ပထမခြေလက်မဲ့ရှိသေးတယ်ဂေါ်ရီလာနက်ကြီးနဲ့ခင်မင်မှုကိုရယူလိုက်ပြီးတော့မကြာခဏသူ့ကိုအနိုင်ကျင့်လေးရှိတဲ့မြောက်ကောင်ကိုထလွတ်ပေးလိုက်ပြီးတော့သူ့ကိုပညာပေးဖို့ဆုံးဖြတ်လိုက်တယ်အနိုင်ကျင့်နေကြမြောက်ကပြန်လှုပ်ချင်ခဲ့ပေမဲ့ဂေါ်ရီလာနက်ကြီးကအနားမှာရှိနေတော့သူပြန်မလုပ်ရတော့ပဲစီဇာကိုဥညွတ်ပြီးအရှုံးပေးလိုက်ရတယ်နောက်တစ်နေ့မှာတချိန်ကသူ့သခင်ဟောင်းကရောက်လာပြီးသူ့ကိုအိမ်ပြန်ဖို့ခေါ်ခဲ့ပေမဲ့စီဇာကသူ့ကိုဆွန့်ပစ်ခဲ့တဲ့အတွက်ဒေါသထွက်နေတော့ပဲသူ့သခင်ကအချိန်ချင်းအခါခါတောင်းပန်ပြီးပြန်ခေါ်နေတော့စီဇာလည်းပြန်လိုက်လာဖို့သဘောတူခဲ့လိုက်ပေမဲ့သူ့လက်ထဲကလဲပတ်ကျူးကိုမြင်လိုက်ရတော့သူ့ရဲ့ရွေးချယ်မှုကိုပြောင်းလဲပစ်ခဲ့တယ်တေချာတာတော့သူအိမ်မွေးတိရစ္ဆာန်တကောင်မဖြစ်ချင်တော့ဘူးအခြားမြောက်ဝံတွေကလည်းစီဇာရဲ့လုပ်ရက်ကိုမြင်တော့သူ့ကိုအားပေးနေခဲ့ကြတယ်အဲ့ဒီညမှာပဲစီဇာကမြောက်ဝံတိုင်းကိုကူကီးတွေလိုက်ပေးနေခဲ့တော့မြောက်ဝံတွေကကူကီးတွေစားရလို့ပျော်နေခဲ့ကြပေမဲ့စီဇာကဘာကြောင့်ဒီလိုလုပ်တယ်ဆိုတာသူတို့နားမလည်ခဲ့ကြဘူးဒီတော့သူကတုတ်ချောင်းတစ်ချောင်းချင်းဆိုအလွယ်တကူချိုးလို့ရနိုင်ပေမဲ့တုတ်ချောင်းများကြီးကိုချိုးဖို့ဆိုတာတိတ်မလွယ်ကြောင်းတုတ်ချောင်းလေးနဲ့ဥပမာပြလိုက်ပြီးတော့သူပြောတာကိုမြောက်ဝံတကောင်ပဲနားလည်ခဲ့ပေမဲ့အခြားမြောက်ဝံတွေကတော့စီဇာကိုအချိန်ဖြိုးနေတယ်လို့ပဲထင်ခဲ့ကြတယ်ဒီအချိန်မှာပဲစီဇာကတိရစ္ဆာန်ယုံဆောင်တူတကားဖွင့်ကိုနံပါတ်ရိုက်ထည့်လိုက်တာကိုမြင်လိုက်ရပြီးတော့အตาလေးပဲမှတ်ထားခဲ့လိုက်တယ်ညဘက်ရောက်တော့စီဇာကကိုနံပါတ်ကိုမှန်မှန်ကန်ကန်ရိုက်ထည့်ခဲ့ပြီးတော့အตาရပဲအပြင်ကိုထွက်လာနိုင်ခဲ့တယ်ပြီးတော့တစ်ချိန်ကသူ့သခင်အိမ်ကိုတွားလိုက်ပြီးတော့ရေခဲတစ်တာထဲမှာတင်ထားတဲ့ဆေးပုလင်းတွေကိုခိုးယူလာခဲ့လိုက်တယ်ပြီးတော့တိရစ္ဆာန်ယုံကိုပြန်လာပြီးမြောက်ဝံတွေအိပ်ပျော်နေတော့မှပဲဆေးပုလင်းတွေကိုအခန်းထဲမှာဖွင့်ချပစ်လိုက်ရောနောက်တနေ့မနေ့ရောက်တော့စီဇာကမြောက်ဝံတကောင်ချင်းစီကိုတေချာစစ်ဆေးကြည့်တော့သူတို့အားလုံးရဲ့မျက်လုံးတွေကအစိမ်းရောင်တန်းလာတာကိုတွေ့လိုက်ရတယ်ငကိုကလေးကအစိမ်းရောင်အနေငယ်ရှိတဲ့မြောက်ဝံတွေကလည်းခုတော့ပို့ပြီးတော့ညံရီထက်မြက်လာခဲ့ကြတယ်ဒီနောက်မှာတော့တိရစ္ဆာန်ယုံဒါရိုက်တာကလည်းထူးဆန်းတဲ့အရာကိုတတိထားခဲ့မိလိုက်တယ်နေတိုင်းစူညံနေတတ်တဲ့မြောက်ဝံတွေကခုတော့စီးစနစ်တကျမတ်တရက်နေကြတယ်စီဇာကဖြင်းချင်းစွာလှည့်လာပြီးဒါရိုက်တာကိုမျက်လုံးနဲ့စိုက်ကြည့်လိုက်တော့အခြားမြောက်ဝံတွေလည်းတိတ်ဆိတ်ထွက်ခွာသွားခဲ့ကြတယ်ဒါရိုက်တာကဘာဖြစ်သွားမှန်းလဲမသိလိုက်တယ်လို့တိတ်လည်းအလေးနဲ့မထားခဲ့လိုက်ဘူးဒီနောက်မှာပဲမြောက်ဝံတွေအားလုံးသူတို့ရဲ့လောင်အိမ်ထဲကိုသူတို့ဘာသာပြန်လာခဲ့ကြတယ်တိရစ္ဆာန်ယုံဆောင်တယောက်ကလောင်အိမ်တွေကိုတောက်ခတ်နေတဲ့အချိန်မှာစီဇာကအပြင်ဘက်မှာရက်နေတာကိုရုတ်တရက်တွေ့လိုက်ရတော့တင်းနဲ့ကင်ထားတဲ့အခြားထောင်ဆောင်ကိုချက်ချင်းခေါ်ပြီးတော့လှုပ်ရှားမှုပရိယာနီးကမျော်စင်ကိုတွားခိုင်းလိုက်တယ်ပြီးတော့တိရစ္ဆာန်ယုံဆောင်ကစီဇာနာကိုဖြည်းဖြည်းချင်းချင်းကပ်လာခဲ့ပေမဲ့စီဇာကတုတ်ကိုဖမ်းကင်ပစ်လိုက်တယ်တိရစ္ဆာန်ယုံမှုကသူ့ကိုလွတ်ပေးဖို့ပြောနေတဲ့အချိန်မှာပဲစီဇာကသူတို့မထင်ထားတာကိုလုပ်ခဲ့လိုက်တယ်